ကဲအားလုံးမင်္ဂလာပါဗျာတို့ဒီကနေ့သမထဘာဝနာပေါ့နော်သမထကမ္မထမ်းကြောင့်ကိုဆက်ပြီးတော့တို့လေ့လာကြမှာဖြစ်တယ်မနေ့ကတော့တို့ဒါဘာဝနာနဲ့နမိတ်တွေပေါ့နော်အကြောင်းကိုဒါရှင်တွဲပြီးတော့လေ့လာကြကြတော့ဘာဝနာနဲ့နမိတ်ကိုတွဲမယ်ဆိုရင်တော့ဒီဘာဝနာက3မျိုးနမိတ်က3မျိုးပေါ့နော်ဆိုရင်ဘာဝနာမှာပရိကမ္မဘာဝနာရှိတယ်ဥပ္ပဇာရဘာဝနာရှိတယ်အပ္ပနာဘာဝနာရှိတယ်နမိတ်မှာကြာလို့ရှိရင်တော့ပရိဘာက sorry ပရိကမ္မနမိတ်ရှိမယ်ဥက္ကဟနမိတ်ရှိမယ်ပရိဘာကနမိတ်ပေါ့နော်နမိတ်3မျိုးဘာဝနာ3မျိုးပေါ့ဆိုအဲ့လိုမျိုးဒီဘယ်လိုပြောမလဲမျိုးစားနှစ်ခုပေါ့မတူတဲ့မျိုးစားနှစ်ခုကိုနိုင်ရှင်ပြီးတော့ဒါရှင်းပြတဲ့အပိုင်းပေါ့နော်ဆိုဒီဘိုင်းတော့ပြီးသွားခဲ့ပြီပေါ့ဗျာဆိုရင်အခုတပည့်တော်တို့ဒါပရိဘာကနမိတ်နဲ့အပ္ပနာဘာဝနာပေါ့နော်တွဲတဲ့အပိုင်းပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်အခုဒီကနေ့တော့ဇန်အစစ်စစ်ဖြစ်ပေါ်ပုံသွားမယ်ဆိုဇန်အစစ်စစ်ဖြစ်ပေါ်ပုံကြီးအရှိကဒီလိုစိတ်ပိုင်းနေမှာပေါ့နော်စိတ်ပိုင်းနေမှာဒီလေ့လာခဲ့ကြတယ်နောက်တစ်ခါဒီလိုbody ပက္ခိယပိုင်းနေမှာလည်းပါတာပေါ့နော်ဒီအကြောင်းတွေလေ့လာခဲ့ကြပြီးသားဖြစ်တယ်ဒီကြောင့်ထူးတီလည်းရှင်းပြကြတော့သိမရှိတော့ဘူးဒါလေးကိုဒီလိုမြန်မြန်ဆက်ဆက်ပဲသွားလို့ရမှာနော်ဆိုရင်ဇန်ဖြစ်ဖို့ဆိုရင်တော့သူအပ္ပနာဘာဝနာဖြစ်ဖို့လို့နော်နမိတ်ကတော့ပရိဘာကနမိတ်ဖြစ်ဖို့လို့ဆိုရင်အပ္ပနာဘာဝနာကနေပြီးတော့ပရိဘာကနမိတ်ကိုသူကယူတယ်အဲ့ဒီယူတဲ့အချိန်မှာဇန်တွေဖြစ်ပေါ်နိုင်တယ်ဆိုရင်ပထမပထမဇန်ပေါ့နော်ပထမဇန်ဖြစ်တယ်ဆိုရင်အဲ့ရတဲ့ပထမဇန်ကိုသူကဆက်ပြီးတော့မလေ့ကျင့်ဘူးဆိုရင်အဲ့ပထမဇန်လေးကလွယ်ကူကူလေးပဲပျောက်ပြက်သွားနိုင်တယ်နော်ဒါကြောင့်ရထားတဲ့ကိုယ့်ရဲ့ဒီဇန်ပထမဇန်ကလေးကိုမပျောက်ပြက်သွားအောင်ဆိုရင်စွမ်းအားတွေပိုကောင်းတဲ့ကောင်းအောင်ဆက်ပြီးတော့လေ့ကျင့်ရအဲ့လိုလေ့ကျင့်တဲ့အခါမှာဝတိဘော9တန်ကိုပိုင်အောင်ခြေခံပြီးတော့လေ့ကျင့်တာနော်ဆိုဝတိဘောဆိုတာကဝတိဘာဝကတော့အစွမ်းတတ္တိဖြစ်ပေါ်လာပေါ့နော်အဲ့လိုဒီအစွမ်းတတ္တိတွေကိုရတဲ့ဇန်ကလေးကအစွမ်းတတ္တိတွေဖြစ်ပေါ်လာအောင်ကိုသူကဆက်ပြီးလေ့ကျင့်ရဆိုရင်ဝတိဘောတွေကဘာလဲဆိုရင်အဝိဇ္ဇနဝတိဘောနော်ဆိုရင်ဇန်အင်္ဂါတွေကိုအလင်းမြန်စွာဆင်ခြင်နိုင်တဲ့စွမ်းရည်ဒါကအဝိဇ္ဇနနောက်တစ်ခါတမပစ္ဆနာတမပစ္ဆနာကဆိုကိုရထားတဲ့ဇန်ကိုပေါ့နော်အလင်းမြန်လေးသူကဝင်စားနိုင်ဒါကဇန်အင်္ဂါဟွာဖြစ်တာနော်ဆင်ခြင်တာဒါကတော့ကိုဇန်ကိုဟွာပေါ့ဝင်စားခြင်းတဲ့အချိန်မှာချိန်မနှောင်းအချိန်မလင့်ပဲနဲ့ပေါ့နော်အချိန်မကြပဲနဲ့ဝင်စားနိုင်တဲ့စွမ်းရည်တမပစ္ဆနာကနောက်အဋိဌာနဝတိပေါ့အဋိဌာနဝတိဆိုတော့ကိုဘလောက်အတိုင်းတာအထိဒီဇန်ကိုဝင်စားခြင်းတယ်လေကိုတတ်မှတ်ကိုဝင်စားခြင်းတဲ့အတိုင်းတာပမာဏအချိန်ကာလကိုကိုကဒီထိန်းထားနိုင်တာနော်ဆိုရင်ဒီဇန်စိတ်အစဉ်ကိုပေါ့နော်ကိုတတ်မှတ်ထားတဲ့အချိန်တိုင်းတာအထိကိုအလိုရှိသလားထိန်းထားနိုင်တဲ့စွမ်းရည်ကအဋိဌာနဝတိပေါ့ဆိုဇန်ဒီမှာလည်းသူကဒိဋ္ဌံလေးပထမလောက်ရတယ်ပေါ့နော်ဥပမာတနာရီအထုတ်မယ်2နာရီအထုတ်မယ်စသည်ဖြစ်ပေါ့နော်အဲ့လိုအထုတ်မယ်ဆိုရင်အဲ့2နာရီရောက်မယ်1နာရီရောက်တဲ့ခါမှာချက်ချင်းပဲသူကဇန်ကနေပြီးတော့သူကထနိုင်တယ်နော်သူတတ်မှတ်တဲ့အချိန်ပြည့်သွားပြီဆိုရင်ဇန်ကနေသူကထလို့ရတယ်ဆိုအဲ့လိုမျိုးပေါ့ကိုတတ်မှတ်ထားတဲ့အချိန်ကလေးမှာချက်ချင်းပဲဝင်စားတာတို့ထတာတို့လုပ်နိုင်တာနော်ဒါဒီအဋိဌာနဝတိပေါ့နောက်ကဝုဌာနဝတိပေါ့ဒါထတာဟိုကတော့ဝင်စားတယ်ဒိဋ္ဌံနဲ့ကိုဒိဋ္ဌံတဲ့နေရာမှာကျွမ်းကျင်အောင်ပေါ့နော်ပထမတော့ကလေ့ကျင့်ရမယ်နောက်ဝင်စားပြီးပြီဆိုရင်ဘယ်အချိန်မှာကိုတတ်မှတ်ထားတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာကိုကတတ်မှတ်ထားတဲ့အချိန်ရောက်တာနဲ့သူကထနိုင်တဲ့စွမ်းဒီမှာဇန်ကနေပြီးတော့ပေါ့နော်ဘဝင်စိတ်ဖြစ်သွားတဲ့စွမ်းအားပေါ့အဲ့လိုဘဝင်စိတ်ဖြစ်နိုင်တဲ့စွမ်းအားကိုဒါဒီစွမ်းရည်ကိုသူကရရှိအောင်အထောက်ရဆိုတဲ့သဘောကတော့ဇန်တစ်ခုကိုရထားပြီပထမဇန်ရပြီအဲ့ဒီပထမဇန်ကိုဝင်စားတဲ့အခါမှာဒီဇန်အင်္ဂါတွေကိုလည်းလင်းမြန်ပဲဆင်ခြင်နိုင်တဲ့စွမ်းရည်လိုတယ်နောက်တစ်ခါဒီဇန်ကိုအချိန်မရွေးကိုကဝင်စားခြင်းနဲ့စွမ်းရည်တတ္တိလေဝင်စားနိုင်တဲ့စွမ်းရည်တတ္တိလေလိုတယ်နောက်တစ်ခါကိုဘယ်လောက်တိုင်းတာအထိပေါ့နော်တတ်မှတ်ထားတယ်လေဝင်စားခြင်းတယ်လေအဲ့ဒါကိုအဋိဌံနဲ့စွမ်းရည်တတ္တိလေလိုတယ်နောက်တစ်ခါအဋိဌံထားတဲ့ကာလရောက်သွားလို့ရှိရင်သူကအချိန်ကာလမလွန်သွားပဲနဲ့တတ်မှတ်ထားတဲ့အချိန်မှာပဲအတိအကျ
သူကဇံကထနိုင်တဲ့စွမ်းရည်လို့တယ်နောက်ဆုံးတစ်ခုကကြတော့ပစ္စုကနာဝိထိဇံကထပြီးသွားပြီထပြီးသွားတဲ့အခါမှာကိုရခဲ့တဲ့ဇံရဲ့အင်္ဂါတွေကိုပေါ့နော်အဲ့ဒီအင်္ဂါတွေကိုထထချင်းနော်ထထချင်းမှာပဲသူကဆင်ကျင်နိုင်တာနော်ပြန်လည်ပြီးတော့သုံးသပ်နိုင်နော်ဆိုတော့တဝီထီနဲ့တဝီထီကြားမှာဘဝင်များစွာမချပဲနဲ့ဆက်ကဆင်ကျင်နိုင်တော့စွမ်းရည်ပေါ့နော်ဆိုတော့ထလာပြီးတဲ့နောက်မှာသူကပြန်ဆင်ကျင်တာပေါ့နော်ငါဘယ်အင်္ဂါတွေရခဲ့တယ်ဘယ်ဇန်တွေရခဲ့တယ်စသဖြင့်နော်အဲ့ဒါကပစ္စုပ္ပခဏဝီထီခေါ်တယ်ဆိုအဲ့ဒီလိုမျိုးဒီဝတိဘော၅တန်ပေါ့နော်ဒီဝတိဘော၅ပါးကိုဟိုရထားတဲ့ဇံမှာအထက်အခါလေ့ကျင့်ခြင်းအပြင်အဲ့ဒီဇံကဒီလွယ်ကူကူနဲ့မပြောက်ပြက်သွားနိုင်တော့ပေါ့နော်အဲ့လိုမပြောက်ပြက်ဘူးဆိုပြီးအရင်အားကောင်းလာပြီဆိုတဲ့အခါကျမှ तू ကဒုတိယဇံအဆင့်ကိုတက်လို့ရတယ်နှုတ်မို့ဆိုရင်ဒုတိယပထမဇံမှာအခြေမခံဘူးဆိုရင်ဒုတိယဇံလည်းတက်လိုက်တော့ပထမဇံမှာပျောက်သွားတာ तू ကနော်ပထမဇံမှာပြန်ပြီးတော့ဆင်ကျင်လို့မရတော့ပြန်ဖော်လို့မရတာမျိုးအများကြီးကြုံရတယ်နော်ဒါတွေကဒါကြောင့်ကိုရထားတဲ့ဇံကလေးကိုဒုတိယအဆင့်ကိုမတက်ခင်မှာအရင်ဆုံးစွမ်းအားကောင်းအောင်ဒီဝတိဘော်တွေကိုထက်ကလေ့ကျင့်ရတာပေါ့နော်ဆိုအင်္ဂါရများကိုဆင်ញင်တဲ့မနောဒရဝဇ္ဇိုင်းတတ္တိကိုအဝဇ္ဇနဝတိပေါ့ခေါ်တယ်ဆိုဒီမှာဇိုင်းကနှစ်ခုကတိတ်မကွာဘူးပေါ့နော်ရောထွေးတတ်တယ်ဆိုတော့ဒီကြောင့်ဒီနေရာမှာရှင်းပြထားတာဇိုင်းအင်္ဂါတွေကိုဆင်ញင်တာကမနောဒရဝဇ္ဇိုင်းဆိုမနောဒရဝဇ္ဇိုင်းရဲ့တတ္တိစွမ်းရည်တတ္တိကိုအဝဇ္ဇနဝတိပေါ့ခေါ်တယ်ပေါ့နော်ဒီနေရာမှာဆင်ញင်တာပစ္စုပ္ပကနဝိတိကကြတော့ပစ္စုပ္ပကနဝတိပေါ့လို့ပစ္စုပ္ပကနဇောတွေပေါ့နော်ပစ္စုပ္ပကနဇောတွေကစွမ်းရည်တတ္တိကိုကြတော့ပစ္စုပ္ပကနဝတိပေါ့လို့ခေါ်တယ်ဆိုတော့ဒီနှစ်ခုကမတူဘူးပေါ့ဒါကဇောစိတ်တွေဒါကအဝမနောဒရဝဇန်စိတ်ပေါ့နော်သူတို့ရဲ့စွမ်းရည်တတ္တိကိုအဝဇ္ဇနခေါ်တာနဲ့ပစ္စုပ္ပကနဝတိပေါ့ခေါ်တာပေါ့နော်ဒီလိုနှစ်မျိုးပိုင်းခြားလို့ရတယ်ကောင်းပြီဆိုတော့ဒီနှစ်ခုကတော့ဇန်အင်္ဂါတွေဆင်ကျင်တာပဲပေါ့နော်ဟုတ်ပြီဒါဆိုရင်ဇန်အစဉ်ကိုစကြည့်ကြရအောင်ကဲကောင်းပြီဒုတိယဇန်ကိုတက်ပြီပထမဇန်တော့ရသွားပြီပေါ့နော်ပထမဇန်ကတော့ဘုရားရှိမှလေ့လာခဲ့တဲ့အတိုင်းပဲနော်ပထမဇန်ကိုရနိုင်တဲ့နော်ဒီဟွာပေါ့ဟိုကမ္မထမ်းကအားလုံးမှတ်မိကြအောင်မှထင်ပါတယ်နော်25ပါးရှိတယ်ပေါ့နော်25ပါးရှိဒါရှိမှလည်းဒီလိုလေ့လာခဲ့ကြပြီတော့ဟုတ်ပြီဆိုတော့ဒုတိယဇန်ကိုတက်ပြီဒုတိယဇန်ကိုတက်ပြီလဲဆိုရောဒီဝတိတန်5ပါးနဲ့ပထမဇန်ကိုထက်ခနော်အဖန်ဖန်ဝင်စားပြီးတော့လေ့ကျင့်တယ်အဲလိုလေ့ကျင့်မှများပြီလဲဆိုတော့ဝိတက်ကအာယုံကိုအမျိုးမျိုးကိုတင်ပေးတာဝိတက်ရဲ့သဘောကဇန်အင်္ဂါထဲမှာပေါ့နော်ဝိတက်ရဲ့သဘောကတော့သူကဒီစိတ်ကလေးကိုအာယုံပေါ်တင်ပေးရတာသူကနော်ဒီစိတ်ကလေးကနေပြီးတော့မလျှော့ကျသွားအောင်သူကအမြဲတမ်းသူကတွန်းပေးနေရတဲ့သဘောအာယုံလေးစီကိုပေါ့စိတ်ကလေးကိုရှေ့ရှုပေးနေရတဲ့သဘောဒါကဝိတက်သဘောอ่ะအဲ့လိုမျိုးအာယုံကိုသူကရှေ့ရှုပေးနေရတဲ့အတွက်ကြောင့်သူကဘာဖြစ်လဲဆိုတော့ကာမဂုဏ်အာယုံတွေဘက်ကိုလည်းသူကရောက်သွားတတ်တယ်ဒီအာယုံလေးကနေပေါ့နော်နည်းနည်းလေးချော်လိုက်တာနဲ့သူကဟိုဘက်ကကာမဂုဏ်အာယုံတွေကိုရောက်သွားတတ်တယ်ဆိုတော့အဲ့လိုမျိုးကာမဂုဏ်အာယုံဘက်ကိုဒီစိတ်ကရောက်သွားပြီဝိတက်ရဲ့စွမ်းနဲ့ပေါ့နော်တင်ပေးလိုက်လို့စိတ်ကရောက်သွားပြီဆိုရင်ကာမိစန္ဒဆိုတဲ့နိဗ္ဗာန်ကသူကအိတ်ဆို့သွားတာပေါ့နော်အဲဒီကာမိစန္ဒနိဗ္ဗာန်မဖြစ်ပေါ်ဘူးဆိုရင်ဝိတက်မပါဘူးလို့နော်ကြောင့်ဝိတက်မပါတဲ့ဒုတိယဇန်ကမှစိတ်ကပိုပြီးနှိမ့်တက်တယ်နိဗ္ဗာန်တွေကနေပြောဝေးกว่าတယ်နော်ဒါကြောင့်ဝိတက်ကိုအပြည့်မြင်ဝိတက်ကိုပြည့်မြင်လာတယ်မြင်လာပြီးတဲ့နောက်မှာတော့ဒုတိယဇန်ကိုရည်မှန်းပြီးတော့ဝိတက်ကိုဒါဖယ်ရှားရပေါ့နော်စမ်းသိမ့်ဆိုတာဘာလို့ပါလဲကောင်းပြီဆိုတော့ဒီဒုတိယဇန်ကိုရည်မှန်းပြီးတော့ပေါ့နော်ဒါဝိတက်ကိုဖယ်ရှားရမှာဝိတက်ကိုဖယ်ရှားနိုင်မှသာလျင်ဖယ်ရှားနိုင်တဲ့အဆင့်ကိုဒါဒုတိယဇန်ခေါ်တာပေါ့နော်ဆိုဒုတိယဇန်ဆိုတာကဒီဇန်အင်္ဂါတွေထဲမှာဝိတက်မပါတော့ဘူးအဲ့လိုဆိုရင်မပါဘူးဆိုဖယ်ရမှာပေါ့နော်အဲ့လိုဖယ်မယ်ဆိုရင်
ဆိုတော့ဒီပထမတော့ဖယ်ဖို့ပေါ့နောက်တစ်ခါကြံတဲ့ဇန်အင်္ဂါ၄ပါးနော်ကိုပုံမို့ပြီးတော့ပေါ့တိမ်မွေ့လာဖို့အတွက်ဆိုရင်ဒီပရိပါကနမိတ်ကလေးကိုပဲပြန်ပြီးတော့ခုနလိုပေါ့နော်ဘာဝနာ၃မျိုးနဲ့ဒါထပ်ပြီးဆင်ကျင်ရမယ်ဆိုရင်ဒုတိယဇန်ကိုတက်တဲ့အခါမှာ तू ကဘယ်ရပြန်စမလဲဆိုရင်တော့ तू ကပရိကမ္မဘာဝနာနေစရမှာပဲပေါ့နော်ဒီကမ္မဘာဝနာဥပဇာရဘာဝနာနောက်ကအပ္ပနာဘာဝနာဒီလိုတွေဆက်တက်သွားမှာပေါ့တဖြည်းဖြည်းတက်သွားပြီဆိုရင်အပ္ပနာဘာဝနာရောက်ပြီဆိုရင်တော့ဒါပရိပါကနမိတ်ပေါ့နော်ရောက်ပြီဆိုတဲ့အခါမှာဆိုရင်တော့ तू ကဝိတက်မပါတော့ဘဲနဲ့နော်ဒီဒုတိယဇန်ကို तू ကဝင်စားသွားနိုင်ဒါကပြောလိုက်တော့ပြောလို့စာထဲမှာပြောတော့အမြန်သွားတာတကယ်အားထုတ်တဲ့အခါမှာအဲ့ဒီပထမဇန်ကအရန်ခက်တယ် तू ကပထမဇန်ကိုထိန်းနိုင်ဖို့တော်တော်ခက်တယ်ဘာကြောင့်လဲဆိုတော့ဇန်ရဲ့သဘောတဘာဝတွေကိုလည်းသိနားမလည်သေးဘူးပေါ့နော်သူတွေအန်ဒရယ်ဒီကျိုးပြက်လွယ်တာတွေပဲသဘောမပေါက်သေးဘူးဒါကြောင့် तू ကအန်ဒရယ်များတယ်အပိတ်ဆို့တားဆီးတွေများတယ်ဒါကြောင့် तू ကအတော့ကိုကြိုးစားအထောက်ရတယ်နော်ကျန်တဲ့အဆင့်နေဆိုရင်တော့အဲ့လောက်မခက်တော့ဘူးပေါ့နော်ဒါဒီလိုပဲပြောရမှာပေါ့နော်ဘာလို့သူကပထမဇန်မှာခုနဝတိဘောတွေကိုကျွမ်းကျင်သွားပြီဒီကိုအားထုတ်ရမယ့်အပိုင်းတွေကိုကျွမ်းကျင်သွားပြီဆိုရင်ဒုတိယဇန်မှာလည်းဒီအတိုင်းလေးပဲဆက်ပြီးအားထုတ်နော်တတိယဇန်ကိုအားထုတ်တာပေါ့နော်ကြောင့်ဆိုအဲ့ဒီလိုမျိုးအားထုတ်ရင်နဲ့ပေါ့နော်ဒီခုနပြောတဲ့ပရိပါကနမိတ်ကိုဘာဝနာ၃ပါးနဲ့ဒါဆက်ပြီးအားထုတ်နေတယ်အားထုတ်နေရင်းကဘာဖြစ်လာလဲဆိုတော့ဝိတက်ကို तू ကအပြစ်ကိုမြင်လာတယ်ပေါ့နော်အပြစ်ကိုမြင်လာတယ်မြင်လာပြီးတဲ့နောက်မှာဒီဝိတက်ကိုဆက်ဆုပ်လာဒီနည်းပဲမလို့ကျွန်တော်ဘူးဗျာဆိုရင်အဲ့ဒီဘာဝနာကိုဘယ်လိုခေါ်မလဲဆိုရင်ဝိတက်ကဝိရာကဘာဝနာခေါ်တယ်ဝိတက်ကကိုမလို့ခြင်းတဲ့ဘာဝနာပေါ့နော်ဆက်ဆုပ်တဲ့ဘာဝနာဖြစ်လာဆိုရင်အဲ့ဒီပရိပါကနမိတ်ကလေးကိုပဲနော်ဒါပြီးကမှဘာဝနာပြန်လဲအားထုတ်တဲ့အခါမှာဝိတက်အပေါ်မှာရှိတဲ့နိကန္တိတနာပေါ့နော်နိကန္တိတနာဆိုတာကအင်မတန်တိမ်မွေ့ပါပြီးရှေ့မှာတွေ့ပါပေါ့နော်နိကန္တိတနာဆိုတာသူကတက်မှတ်လို့တက်မှတ်မှန်းတော့မသိတာဘူးနိကန္တိတနာကနော်ဒါပေမဲ့အဲ့ဒီတိမ်မွေ့တဲ့တနာကလေးပေါ့တနည်းတိမ်မွေ့တဲ့ဒီကိလေသာကလေးပေါ့နော်အဲ့ဒါလေးကတဖြည်းဖြည်းနဲ့သူကပွာသွားမယ်နော်အထုပ်ပါများတဲ့ခါမှာဘယ်ဘာဝနာနဲ့ဆိုရင်ဝိတက်ကဝိရာကဘာဝနာနဲ့အထုတ်ရင်နဲ့အဲ့ဒီမှာဝိရာကဆိုတဲ့တဏှာပေါ့နော်ဒါလေးကကင်းလာတဲ့အခါမှာဒုတိယဇန္နာကိုကတ်သွားပြီသူကနော်ပထမပိုင်းတော့နည်းနည်းလေးပေါ့နော်အပြည့်မြင်တာပဲရှိမယ်နောက်တစ်ခါကြလို့ရှိရင်တော့အဲ့ပေါ်မှာတက်မဲ့မှုတွေကင်းလာမယ်တက်မဲ့မှုတွေကင်းရုံနဲ့မရသေးဘူးသူကလုံးဝကိုမပါအောင်ပေါ့နော်ကိုယ်စိတ်ထဲမှာမရှိတော့အောင်လို့ကိုအထုတ်ရမှာပေါ့နော်ဒီဒုတိယဇန်အဆင့်ဆိုတာအဲ့လိုလုံရင်းနဲ့ပထမတော့ဒုတိယဇန်နာကိုကတ်လာတဲ့ခါမှာဥပဇာရဘာဝနာဖြစ်ပြီးဥပဇာရဘာဝနာဖြစ်တဲ့ခါမှာဝိတက်ကတော်တော်လေးကိုပါနေပြီပေါ့နော်မကြခင်မှာပဲဆက်လက်အထုတ်လိုက်တဲ့ခါမှာဒီပထမဇန်တုန်းကတည်းပို့ပြီးတော့ပေါ့နော်ဒီတိမ်မွေးတဲ့ဇန်အင်္ဂါ၄ပါးနော်ဒီ၄ပါးနဲ့ပြည့်စုံတဲ့ဒုတိယဇန်ကိုရောက်တယ်ဒီပထမဇန်မှာတော့ဇန်အင်္ဂါ၅ပါးမှာကဇန်အင်္ဂါတွေကကြမ်းတမ်းတဲ့သဘောရှိနော်တနည်းပြောရင်ထင်ရှားတဲ့သဘောတွေရှိမှာပေါ့ဆိုတော့အဲ့ဒီထင်ရှားတဲ့သဘောတွေကနေပြီးတော့ဒီဝိတက်မပါအောင်ကိုကနော်ဒီဆက်လက်ပွားများတဲ့အခါမှာဝိတက်မင်းပျောက်သွားတာမဟုတ်ဘူးကျန်တဲ့ဇန်အင်္ဂါ၄ပါးပါပို့ပြီးတော့ပထမဇန်ကထက်ပို့ပြီးတိမ်မွေ့သွားတယ်နော်ဒီလိုပြောတာအဲ့လိုဖြစ်ဆိုအဲ့လိုမျိုးပထမဇန်ကနေပြီးတော့ပုံမတိမ်မွေ့ပြီးတော့ဝိတက်မပါတော့ဘူးဆိုရင်အဲ့ဒုတိယဇန်အဆင့်လို့ခေါ်တယ်နော်ဒီကောင်းပြီဒါတွေအကုန်လုံးကထက်ခါအဆက်မပြတ်ကိုလေ့ကျင့်ရနော်နောက်တတိယဇန်တက်ပုံတတိယဇန်မှာလည်းထိုနည်း၎င်းပဲနော်ဝတိဘော9တန်းဒုတိယဇန်မှာဝတိဘော9တန်းကိုပိုင်နိုင်အောင်လေ့ကျင့်ရမယ်ဒါတော့မပါလို့မရဝတိဘော9တန်းကတော့ဇန်အဆင့်တိုင်းကိုသူကလေ့ကျင့်ထားရမကျင့်ထားရင်ဘာဖြစ်လဲဆိုရင်မကျင့်ထားရင်လွယ်လွယ်ကူကူပဲသူကကျိုးပြတ်သွားတယ်ပျောက်သွားတတ်တယ်ပေါ့နော်သူအဲ့လိုဇန်အင်္ဂါတွေကိုစင်ကျင်ရင်ပေါ့နော်ဝိစာရကလည်းပဲအပြစ်မြင်လာဝိစာရဝတ်ခါအပြစ်ထပ်မြင်ဝိစာရက
ဝိတက်နဲ့တွဲဖက်ထားတဲ့အတွက်ကြောင့်ဒါဝိတက်နဲ့ဝိစာရကအမြဲတမ်းတွဲနေတာပေါ့နော်တွဲထားတဲ့အတွက်ကြောင့်မကြခင်မှာပဲဝိတက်နဲ့တွဲမိပြီးတော့ပထမဇန်ကိုပြန်ကျသွားနိုင်တယ်ဒါကြောင့်ဝိစာရမပါတဲ့တတိယဇန်ကဒါမွန်မြတ်တယ်လို့ဒါဝိစာရအပေါ်မှာအပြည့်မြင်လာပြီပေါ့နော်ပထမဒုတိယဇန်တက်တုန်းကတော့ဝိတက်မှာအပြည့်မြင်တယ်အခုတတိယဇန်တက်တဲ့အခါမှာတော့ဝိစာရမှာအပြည့်မြင်လာမှာပေါ့နော်ဒါလည်းဝိစာရကဝိတက်နဲ့နီးတဲ့အတွက်ကြောင့်သူကပထမဇန်ကိုပြန်ရောက်သွားနိုင်တယ်နော်ဒါကြောင့်သူ့ကိုအပြည့်မြင်တယ်သွားပြီရှေ့ကတိုင်းပဲဗျာအားလုံးသိတော့မထူးကြဘူးပေါ့နော်ဒီပရိပါကနမိတ်ကိုပဲတစ်ခါထပ်ပြီးတော့ရှုရုံးမယ်နော်ပရိပါကနမိတ်ကိုဆက်ရှုတဲ့အခါမှာဝိစာရဝိရာကဘာဝနာဆိုရင်သူကအခုဒီတစ်ခါမှာတတိယဇန်ကိုရည်မှန်းတဲ့အတွက်ကြောင့်ဝိစာရမပါအောင်ဝိစာရပေါ်မှာဆက်ဆုပ်လာအောင်ပေါ့နော်ဒါပွားနေတာဝိစာရမှာအပြည့်မြင်နေမြင်ပြီးတော့ဆက်ဆုပ်အောင်ပွားတယ်တက်မှတ်တဲ့နိကဏတဏမကွာသေးတဲ့အချိန်မှာတော့ဒါပရိကမနမိတ်ခေါ်မယ်နော်ပရိကဏတဏကွာသွားပြီဆိုတဲ့အချိန်မှာတော့ဥပ္ပစာရဘာဝနာခေါ်တယ်ဆိုရင်ဒီကုဏဝိစာရပေါ်မှာတက်မှတ်မှုနဲမယ်ပထမနဲတဲ့အချိန်မှာပရိကမလုံးဝကွာသွားပြီဆိုတဲ့အချိန်မှာဥပ္ပစာရဘာဝနာဆိုရင်အဲ့ဒါဆက်လက်အထုတ်တဲ့အခါမှာရှေ့အတိုင်းပဲဝိတက်ဝိစာရမပါတော့ဘူးကျန်တဲ့ဇိုင်က3ပါးကလည်းပို့ပြီးတော့တိမ်မွေ့လာနော်ပို့ပြီးတော့ထက်မြက်လာမယ်ပို့ပြီးတိမ်မွေ့လာမယ်ဆိုရင်အဲ့ဒီအဆင့်ကိုရောက်ပြီဆိုရင်တော့ဒါတတိယဇန်ပေါ့ခေါ်တာပေါ့နော်ဆိုရင်ပီတိဒုက္ခဧကဂရဒီ3ပါးပဲကျန်တော့ကြတစ်ခါထပ်ပြီးတော့စရုပ်ဇာနဲ့ပြစ္ဆမဇန်တက်မယ်စရုပ်ဇာကတော့ပီတိကိုပါထပ်ပယ်ရမှာနော်ဆိုရင်ပီတိကလေးကစိတ်ထဲမှာလက်နဲ့ပေါ့ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့သဘောဆိုတော့စိတ်ကဟိုတိတ်နဲ့ပေါ့နော်လှုပ်ရှားမှုလေးရှိနေသေးတယ်သူကဒါလှုပ်ရှားမှုလေးရှိတဲ့ကြောင့်ဒီစိတ်ကငြိမ်သက်မှုအားနည်းသေးတယ်ပီတိမပါတော့မှပဲခုနလက်လေးမပါတော့မှပဲစိတ်ကလေးကပို့ပြီးတော့ငြိမ်သက်မယ်လို့ဒါသူကယူဆတာအဲ့လိုယူဆတဲ့အတွက်ကြောင့်ပီတိအပေါ်မှာအပြည့်မြင်တယ်ပေါ့နော်အဲ့လိုအပြည့်မြင်ပြီးတော့တခါသူကဒီဘာဝနာကိုခုနပြောတဲ့ပီတိမပါတဲ့ဘာဝနာဖြစ်အောင်ပေါ့နော်ပီတိကိုဆက်ဆုပ်တဲ့ဘာဝနာဖြစ်အောင်သူကပွားတယ်အဲ့ဒါကိုပီတိဝိရာကဘာဝနာခေါ်တယ်ပီတိကိုအပြည့်မြင်တယ်မြင်ပြီးတော့သူကကင်းအောင်အထုတ်ပြီအဲ့လိုရင်အရှိအတိုင်းပဲပေါ့ဗျာပရိပါကနမိတ်တွေကိုတခါဘာဝနာသုံးပါးနဲ့အစဉ်တိုင်းသူဆက်အထုတ်သွားတဲ့အခါမှာတော့ဘာပဲကြံလဲဆိုရင်ဒုက္ခနဲ့ဧကဂရဆိုဇိုင်းက2ပါးပဲကြံတယ်စရုရဇိုင်းကိုရောက်တယ်ဒီနည်းပြောမယ်ဆိုရင်ဇိုင်းက3ပါးကနေပြီးတော့ပီတိကိုပယ်နိုင်ပြီလားပယ်နိုင်ပြီဆိုတဲ့အဆင့်ကိုဒါစရုရဇိုင်းလို့ခေါ်တယ်ပေါ့နော်ကြည့်ကောင်းပြီတပန်းဒုက္ခနဲ့ဧကဂရ2ပါးမှာဒုက္ခဒီပီတိနဲ့ခက်ဆင်နဲ့သူကစိတ်ထဲမှာချမ်းသာတာပေါ့နော်ပီတိကကြတော့သူကလှက်နဲ့သူကလည်းဟိုလှုပ်တာပေါ့နော်ဘယ်လိုပြောမလဲဟိုစိတ်ထဲမှာသူကခံစားလို့ဟောပေါ့ပြောနှစ်သက်တဲ့သဘောလေးရှိတယ်ပီတိကနှစ်သက်တဲ့သဘောရှိတာပေါ့နော်ဒုက္ခကတော့ချမ်းသာတဲ့သဘောပေါ့ဆိုရင်ဒုက္ခကလည်းခုနပီတိနဲ့သဘောကခက်ဆင်ပဲပီတိနဲ့ပေါင်းပြစ်သွားမယ်ဆိုရင်တော့သူကတတိယဇန်အဆင့်ကိုပြန်လျှောသွားမှာပေါ့နော်ဒါကြောင့်သူဒီဒုက္ခအပေါ်မှာသူကပြန်ပြီးတော့အပြစ်မြင်တယ်မြင်တဲ့အတွက်ကြောင့်ဒီပွားများတဲ့အခါမှာလည်းဒုက္ခကိုမလိုချင်တဲ့ဒီအာထုတ်မှုကိုသူကဆောင်ရွက်တယ်ဒါကြီးဒုက္ခမပါတဲ့ဘာဝနာတနည်းပြောရင်ဒုက္ခဝိရာကဘာဝနာဒုက္ခကိုဆက်ဆုပ်တဲ့ဘာဝနာကိုဆက်အားထုတ်တယ်အားထုတ်တဲ့အခါမှာအရင်တိုင်းပဲဒီဘာဝနာအစဉ်ရှိမယ်နမိတ်တွေရှိမယ်ပေါ့နော်အဲ့ဒါဆက်လက်အားထုတ်သွားတဲ့အခါမှာသူကဘာဖြစ်လာလဲဥပိ္ပခာနဲ့ဧကဂရဇိုင်းက2ပါးပဲကျန်တယ်နော်ပီတိအစာဥပိ္ပခာဖြစ်သွားတာပေါ့ဗျာ sorry ဒုက္ခအစာဥပိ္ပခာဖြစ်တာဒုက္ခကလည်းဝေဒနာပဲနော်ဒီနေရာမှာဥပိ္ပခာလည်းဝေဒနာပဲဆိုတော့ဒီအဲ့အင်္ဂါဝေဒနာနဲ့ဧကဂရနော်ဒီပေါ်ကလည်းဝေဒနာနဲ့ဧကဂရပဲဒါပေမဲ့ဒီမှာဒီဝေဒနာကဒုက္ခဝေဒနာဒီမှာကဥပိ္ပခာဝေဒနာဇိုင်းက2ပါးနဲ့ရှင်တဲ့စရုပ်ဇံကိုပစ္စမဇံကိုရောက်တယ်နော်ဆိုတော့ဒီနေရာလေးမှာဥပိ္ပခာကလေအမြဲတမ်းမှားတတ်တယ်နော်ဥပိ္ပခာကိုမြင်လိုက်လို့ရှိရင်တပည့်တော်က2မျိုးစဉ်းစားရတယ်တစ်မျိုးကဝေဒနာကိုပြောတာလားနောက်တစ်မျိုးကအပ္ပမညာတွေကဥပိ္ပခာကိုပြောတာလား
နော်ဒီနှစ်ခုကဒီချာကိုပြပြဟိုရှင်းလင်းလင်းနားလည်ထားဖို့လိုမယ်ပေါ့နော်ကဲကောင်းပြီဆိုရင်ဒါဆိုရင်ပြုတို့ဇိုင်းက9ပါးတည်းကနေပြီးတော့နောက်ဆုံးဥပိ္ပခာနဲ့ဧကဂရ2ပါးပဲကြံတဲ့အဆင့်ရောက်ပြီဆိုရင်တော့ဒါပြင်စမဇန်အဆင့်ကိုရောက်ပြီလို့ပြောလို့ရတာနော်ဒီဇိုင်းကတက်လာတာကဲကောင်းပြီဆိုရင်ဒီတစ်ခါတော့အရူပဇန်တက်ဖို့သွားမယ်အရူပဇန်ကိုပြီးတော့ခဏခဏပြောတဲ့အတွက်ကြောင့်အထူးတလည်းပြောကြတော့မရှိဘူးပေါ့နော်ဆိုရင်ရူပပြင်စမဇန်ကိုရောက်နေပြီအဲ့ဒီရူပပြင်စမဇန်ကိုပဲတစ်ခါထပ်ပြီးတော့ဝတိဘော9တန်ပိုင်အောင်လေ့ကျင့်အောင်မယ်နော်အဲ့လိုလေ့ကျင့်ထားပြီးဆိုရင်တော့သူကအရူပပထမအရူပဇန်ကိုတက်နိုင်ဖို့အတွက်အခွင့်အလမ်းသူမှာပေါ်လာပြီပေါ့နော်ကဲတက်မယ်ဆိုတဲ့အခါမှာတော့ကာရဇကာယသို့မဟုတ်မိဘတို့ရဲ့တုတ်သွေးကြောင့်ဖြစ်လာတော့ရုပ်ခန္ဓာပေါ်မှာဆက်ဆုပ်မှုဖြစ်တယ်တော့ဒီရူပဇန်တွေကသူကကိုသတ်မှတ်ထားတဲ့ကတိုင်းတို့အာနာပါနတို့စတယ်ပေါ့နော်နမိတ်တွေနဲ့သွားတာသူကရုပ်ဟောပေါ့ရုပ်နမိတ်တွေနဲ့သွားတာပေါ့နော်ဆိုရင်အရူပဇန်ကိုတက်မယ်ဆိုရင်အဲ့ဒီရုပ်တရားတွေကိုသူကဖယ်ရမှာဆိုတော့ပထမအဆုံးရုပ်ခန္ဓာမိမိရဲ့ရုပ်ခန္ဓာပေါ်မှာဆက်စုပ်ညွှန်ရှာမှုဖြစ်အောင်လုပ်ရဆိုရင်ဒီခန္ဓာကြီးရှိလို့နော်ဒုတ်တွေဓာတ်တွေလက်နက်တွေပေါ့ဒီခန္ဓာကိုယ်ကြီးရှိလို့စာဝိနေရအတွက်ပထမပေါ့နော်စာဝိနေရအတွက်ရှာဖွေရတယ်စုဆောင်းရတယ်သိမ်းဆည်းရတယ်ဒါတွေရှိတယ်မိမိရှာဖွေသိမ်းဆည်းစုဆောင်းထားတဲ့ပစ္စည်းဥစ္စာတွေပေါ့ဒီစည်းစိမ်ဥစ္စာတွေကိုစောင့်ရှောက်ဖို့ဆိုရင်ဒါလက်နက်ကရိယာတွေကင်ဆွဲထားဖို့လိုတာပေါ့နော်ဆိုရင်အဲ့လိုလက်နက်ကင်ဆိုင်ဆွဲထားပါလျက်နဲ့ကိုယ့်ရဲ့ဒီပစ္စည်းဥစ္စာတွေကိုလာရောက်ပြီးတော့အာဓမပေါ့နော်မတရားယူငင်တဲ့အခါမှာဒီသိမ်းယူတဲ့အခါမျိုးတွေမှာကိုကပြန်လည်ပြီးတော့တိုက်ခိုက်ကြတော့ဒီလိုမျိုးတက်ကြပူကြရရနှစ်ကြခိုက်ရဖြစ်ပွားတာဒီအကုန်လုံးကိုအရင်စစ်ကြည့်မယ်ဆိုရင်ဒီခန္ဓာကိုယ်ကြီးကိုဒီပြုစုပြုထောင်နေရလို့တနည်းပြောမယ်ဆိုရင်ဘယ်လိုပြောမလဲဝမ်းစာကိုပေါ့နော်ဝမ်းရည်ကိုရှာဖွေစားတော့နေရလို့ဖြစ်တာအဲ့တခါဒီခန္ဓာကိုယ်ကြီးရှိတဲ့အတွက်ကြောင့်မျက်စိနာနာပေါ့နော်ဒီအသွားအကျိုးအရည်လို့စသည်ဖြင့်ပေါ့ဒီလိုခန္ဓာကိုယ်အင်္ဂါရက်တွေကလည်းပဲဒါယောဂပေါင်းစုံနဲ့တွေ့ကြုံနေရနော်ဆိုရင်မျက်စိယောဂရှိမယ်နားယောဂရှိမယ်သွားယောဂစသည်ဖြင့်ယောဂပေါင်းစုံလို့ရဲ့စုဝေးရာကြီးဖြစ်နေတာဒီခန္ဓာကိုယ်ကြီးကလည်းပေါ့နော်အဲ့တခါအဲ့လိုမျိုးဒီရုပ်မိမိရဲ့ရုပ်ခန္ဓာကိုယ်ပေါ်မှာဆက်စုပ်ရွှေရှာလာပြီဆိုတဲ့အခါမှာဒီရုပ်ခန္ဓာနဲ့မဆက်ဆက်တဲ့အာကာသနိစ္စရဲ့နဇံနော်တတိပြောမယ်ဆိုရင်တော့ဒါပထမအရူပဇံပေါ့ဒီအရူပဇံတွေကရုပ်နဲ့မဆက်ဆက်တော့ဘူးသူကအရူပဆိုတော့ရုပ်နဲ့မဆက်ဆက်တော့ဇံနော်အဲ့ဒီဇံတွေကိုရောက်မယ်ဆိုရင်တော့ခုနပြောတဲ့ရုပ်တည်နဲ့မဆက်ဆက်တဲ့အတွက်ကြောင့်ချမ်းသာမယ်လို့ဒါရှုတာဒါကြောင့်အဲ့ဒီမှာရူပပထမဇံကိုတော့သူကချမ်းသာတယ်လို့ယူပြီးတော့ရူပပြင်စမဇံပေါ့အရူပပထမဇံကိုတော့သူကကြိုက်တယ်နှစ်သက်သွားပြီးတော့ရူပပြင်စမဇံကိုတော့အပြည့်မြင်လာတယ်နော်ဆိုတော့ရူပပထမဇံပထမဇံကိုမြင်ဖို့ဆိုရင်ဒီခန္ဓာကိုယ်ကြီးပေါ်မှာသူဆက်စုပ်ရွှန်ရှာအောင်ရှုရမှာနော်အဲဒီလိုမျိုးရူပပထမဇံပြင်စမဇံကိုအပြည့်မြင်ပြီးတော့ပထမအရူပဝိညာဉ်ကအဲဒီဘအာဂတနိစာယနာဇံစိတ်ကပို့ပြီးတော့တိမ်မွေ့တယ်ငြိမ်သက်တယ်လို့ယုံကြည်ပြီးတော့ခုနပြောတဲ့အာကာတကတိုင်းကတဆင့်မှတပါးပေါ့နော်ဒီကတိုင်း10ပါးထဲမှာအာကာတကတိုင်းတော့သူကဒီမှာရှုလို့မရဘူးပေါ့နော်ဆိုရင်ကြံတဲ့ကတိုင်း9ပါးတွေကတပါးကိုဖယ်ခွာပြီးရအပ်တော့ကောင်းကင်ပညာဒါခဏခဏပြောပြီးသားနော်ပြင်စမဇံမှာသူတတ်မှတ်ထားတဲ့ကတိုင်းသူ့မို့အာနာပါနနော်ဆိုရင်ဒီတပါးပေါ့ဒါရှေ့ရနဲ့ဒီနေ့ပြန်ပြီးတော့ရှင်းပြဖို့လိုမယ်ပေါ့နော်ဆိုရင်ရှေ့မှာတော့ကဇန်နဲ့ဒီပြီးတော့ကမ္မထမ်းနဲ့ပေါ့နော်သူတွဲတဲ့ညမှာပြင်စမဇန်ထိရောက်နိုင်တဲ့ကမ္မထမ်းက12ပါးရှိအဲ့ဒါဘာတွေလဲဆိုရင်ကတိုင်း10ပါးနဲ့
အာနာပါနာဒီ17ပါးဒီသူကပထမဇန်ကနေစရုပ်ပြစ္ဆမဇန်အထိကိုတက်သွားလို့ရဒီဇန်ဒီကတိုင်းနဲ့အာနာပါနာတစ်ခုတည်းကနေပြီးတော့ပေါ့နော်တက်သွားလို့ရအာယုံကိုထပ်ပြောင်းကြမလို့ဘူးပေါ့ဗျာမလို့ပဲနဲ့ကိုပစ္စမဇန်ကြီးရောက်နိုင်တယ်အဲ့ဒီပစ္စမဇန်ကြီးရောက်ပြီဆိုရင်တော့သူကဥပိ္ပခာဆိုတဲ့ဒီအပမညာ၄ပါးတွေကဥပိ္ပခာဆိုတဲ့ပေါ့နော်အစစ်နဲ့လည်းသွားလို့ရတယ်ပစ္စမဇန်ကဒါကြောင့်12ပါးလို့လည်းပြောတာပေါ့နော်ရှေ့မှာရိုးလေးလာခဲ့ပြီးပါဆိုရင်ထားပါတော့ဒါကဟိုဂျားဖြတ်ပြောပြတာဆိုတော့ပစ္စမဇန်ကြီးရောက်နိုင်တဲ့ဒီကမ္မထံက17ပါးရှိအဲ့17ပါးထဲမှာကတိုင်း10ပါးရှိတယ်ကတိုင်းထဲမှာအာကာသကတိုင်းကလွဲလို့ပေါ့နော်ကျန်တဲ့9ပါးနဲ့အာနာပါနာပေါ့အဲ့ဒီဘာဝနာအဲ့ဒီကမ္မထံတစ်ခုခုကိုပွားများမယ်ဆိုရင်ဆက်ပြီးတော့ပွားများမယ်ဆိုရင်ဒီမှာရူပပြင်စမဇန်ကိုဆက်စုပ်ရွှရှာနေရနေပြီးတော့သူကကောင်းကင်ပြည့်ညက်ကိုအာယုံပြုတဲ့ပထမအရူပဇန်စိတ်ကိုသူကဖြစ်ပေါ်စေဖြစ်သွားမှာပေါ့နော်ဆိုတော့ဒီနေရာမှာဇန်နေအာနာပါနာတွေကပရိဘာဂနမိတ်ပေါ်မှသူကဇန်နေဖြစ်တာပရိကမ္မနမိတ်တို့နော်ဥက္ကဟနမိတ်တို့အဆင့်လောက်နဲ့သူကဇန်အဆင့်မရောက်ဘူးဆိုတော့ပြောချင်တာကပထမဇန်ကနေပြီးတော့ပစ္စမဇန်အထိကိုအစစ်စစ်တက်လာတဲ့အခါမှာနမိတ်ကတော့ပရိဘာဂနမိတ်ကြီးပဲအကုန်လုံးကအင်မတန်တောက်ပကြည်လင်ပြီးအပြည့်နာစာကင်းပြီးတော့လုံးဝမခွဲနိုင်မခွာရက်ဖြစ်တဲ့အာယုံမျိုးကလေးသူကဆိုအဲ့ဒီအာယုံမျိုးကလေးကပစ္စမဇန်မှာသူကရှိပြီးသားဒါပေမဲ့ပထမအရူပဇန်ကိုတက်မယ်ဆိုရင်အဲ့ဒီအာယုံကြီးပါနေလို့မရတော့အဲ့ဒီအာယုံကြီးပါလို့မရဘူးဆိုတော့အဲ့ဒီအာယုံကြီးကိုဖြောက်နိုင်မှသူကအရူပဇန်အစိတ်ကိုတက်နိုင်ညပထမတော့အဲ့ဒီပရိဘာဂနမိတ်ကြီးကိုဖြောက်အောင်နော်ဘာနဲ့ဖြောက်မလဲဆိုရင်တော့သူရထားတဲ့တမာတိစွမ်းအားပေါ့နော်သူရတဲ့တမာတိစွမ်းအားကိုအစိတ်မြင့်ရင်နဲ့ပေါ့အစိတ်မြင့်တင်နဲ့တစ်ချိန်မှာအဲ့ဒီပရိဘာဂနမိတ်ကြီးကိုသူကနှလုံးမသွင်းမင်းနဲ့ဖြောက်ပြစ်တယ်အဲ့လိုဖြောက်လိုက်ပြီဆိုရင်အဲ့ဒီပရိဘာဂနမိတ်ကြီးရဲ့နေရာကလေးမှာသူကဘာကြံမလဲဆိုတော့ကွက်လက်ကလေးတစ်ခုကြံရင်တော့ပေါ့နော်ပရိဘာဂယူထားတဲ့နေရာကလေးကြံခဲ့တာအဲ့ဒီပရိဘာဂနမိတ်ယူခဲ့တဲ့နေရာကလေးကိုအာကာသခေါ်တယ်အဲ့ဒီအာကာသကလေးကိုပဲအာယုံပြုနိုင်ပြီ။နောက်တော့ပရိဘာဂနမိတ်ကြီးကိုဖြောက်နိုင်ပြီပေါ့ဗျာ။ဖြောက်နိုင်ပြီဆိုတဲ့အဆင့်ဆိုရင်ဒါကပထမအရူပဇန်ခေါ်တယ်။အဲ့ဒီပထမအရူပဇန်ဒီအာကာသောအနန္တောပေါ့အာကာသအနန္တပေါ့နော်ဒီလိုအာကာသဒီအဆုံးမရှိအပိုင်းခြားမရှိလို့နှလုံးသွင်းနိုင်တာနှလုံးသွင်းတာနော်အဲ့လိုနှလုံးသွင်းတဲ့ပထမအရူပဇန်ကိုရောက်တယ်ဒါအရူပဇန်တက်ဖို့နော်ဒုတိယဇန်အရူပဇန်တက်ဖို့ဒါဒီရရှိမှတော့ခဏပြောပြီးသားပေါ့နော်အဲ့တခါဒုတိယဇန်တက်မယ်ဆိုရင်တော့ခုနပြောတဲ့အာကာသနမိတ်ကလေးပေါ့နော်အာကာသပြည့်ညက်ကလေးကိုအာယုံပြုနေတဲ့ပထမအရူပဇန်ကိုကိုကပြန်ရှုရတာဆိုရင်ပြိပံကဒီအာကာသပေါ့နော်ဟင်းလင်းပြင်ကလေးကိုယ်စိတ်ထဲမှာထင်နေပြီအဲ့လိုထင်လာပြီဆိုရင်သူကဒီကတိုင်းငုံးကလေးကိုနော်ပထမအောင်ဆုံးဖြောက်ပြရမှာဖြောက်ပြပြီးတော့မှအဲ့ပတိုင်းဝန်းနေရာလေးမှာကြံတဲ့ဒီ space လေးပေါ့အာကာသလေးကိုရှုရတာဆိုရင်ဒီနေရာမှာဖြောက်ရတယ်ဆိုဘယ်လိုဖြောက်တာလဲမင်းကတိုင်းကိုခွာ၍လို့ပြောကတိုင်းကိုခွာ၍ရအပ်တော့သူကအာကာသပညာဆိုကတိုင်းကိုဘယ်လိုခွာလဲလို့မေးရင်ဒီကတိုင်းဝန်းဒီခုနကပရိဘာဂနမိတ်ပေါ့နော်ကတိုင်းဝန်းပရိဘာဂနမိတ်ကိုနှလုံးမသွင်းတာနှလုံးမသွင်းဘူးဆိုတာကတောင်ဒီ
ဒီစွမ်းအားနဲ့မရတော့ဘူးဘာကြောင့်လဲအင်မတန်ကိုနှစ်သက်ဆွဲလန်းစရာကောင်းတဲ့ဒီပြိပါကနမိတ်ကြီးကိုအာယုံမပြုတ်နိုင်အောင်ကိုသူကစွမ်းအားကောင်းอ่ะအာယုံပြုတ်စရာမလိုပဲနဲ့ကိုဖဲစိတ်ထဲမှာပေါ့နော်နှလုံးသွင်းစရာမလိုတဲ့အဆင့်ရအောင်သူအားထုတ်อ่ะဆိုဒီနေရာအခက်ကတော့ဒီပြလို့ဟိုဒါစပီကအတိုင်းပေါ့နော်ကိုယ်တိုင်တော့လည်းမသိတဲ့အတွက်ကြောင့်ဒါတော့ဟိုလက်ပြတော့ပြောလို့မရဘူးဆိုဒီစပီမှာဆိုရင်ဒါဒီလိုပဲပြောမယ်ပေါ့နော်အင်မတန်ကြည်နေတော့ပါနေတဲ့ပြိပါကနမိတ်ကြီးကိုနှလုံးမသွင်းနိုင်တော့အောင်နှလုံးသွင်းစရာမလိုတော့အောင်အားထုတ်ရတယ်ကဲလို့အဲ့လိုအားထုတ်ရင်နဲ့ဒီပြိပါကနမိတ်ကိုနှလုံးမသွင်းနိုင်တော့ဘူးဆိုရင်သူ့စရာမလိုတော့ဘူးဆိုရင်အဲ့ဒီပြိပါကနမိတ်ကြီးပေါ်နေတဲ့နေရာကလေးမှာကွက်လက်လေးကြံမယ်အဲ့ကွက်လက်လေးကိုရှုတာဒါဆိုရင်ပထမဇန်ခေါ်တာပေါ့နော်ဆိုမူလကတိုင်းကိုခွာရရတော့ကောင်းကင်ပညာဟောဒါပထမဇန်ပဲရှိတုံးငယ်ပထမဇန်ကိုပဲဆက်ရှင်းပြနေတာဆိုရင်မူလကတိုင်းနမိတ်ကိုခွာရရတော့ကောင်းကင်ပညာကိုအာယုံပြုလျက်ဒီကမ္မဘာဝနာဒါဆက်သွားမယ်နော်ပြီးလို့ရှိရင်ဒီဘာကဘာဝနာဘာဖြစ်မလဲဆိုရင်ရူပပစ္စမဇန်ကိုတက်မဲ့တဲ့တဏှာကျင်းမယ်အဲဒီကနောက်တစ်ခါဥပဇာရဘာဝနာအဆင့်ကိုရောက်မယ်နော်ဆိုတော့ပထမအဆင့်ကတော့ရူပပစ္စမဇန်ကိုအပြည့်မြင်မယ်အပြည့်မြင်ပြီးစအားထုတ်တဲ့အခါမှာတက်မဲ့မှုကျင်းသွားမယ်အဲ့ဒါဆိုရင်တော့ဥပဇာရအဆင့်ရောက်ပြီအဲ့လိုဥပဇာရအဆင့်ရောက်ပြီဆိုရင်ဆက်လက်အားထုတ်လိုက်တာနဲ့မကြဘူးပေါ့နော်သူကအပ္ပနာအဆင့်ရောက်သွားမှာဆိုရင်အဲ့ဒါဒီပထမအရူပဇန်ဖြစ်ပြီကဲတော့ဒုတိယအရူပဇန်ကိုလိုရှိတယ်ဆိုရင်တော့အခုနကတော့ပထမအရူပဇန်ကိုအာယုံပြုနေအာယုံပြန်ပြုရတာပေါ့နော်ခုနအာဂတကိုသူကမပြုတော့ဘဲနဲ့အဲ့အာဂတကိုအာယုံပြုနေတဲ့အရူပပထမဇန်ကိုပြန်ပြီးတော့လှည့်လိုက်တာဆိုရင်လှည့်တဲ့အခါဘယ်လိုလှည့်လဲပထမအရူပဝိညာဉ်ဒီအဆုံးစပိုင်းခြားမရှိဝိညာဏအနန္တပေါ့နော်ဝိညာဏအနန္တဆိုပြီးတော့သူကနှလုံးသွင်းစင်ကြယ်တာအဲ့လိုစင်ကြယ်ရင်းနဲ့နော်ဒီပထမအရူပဇန်မှာတက်မှတ်တဲ့တဏှာပေါ့နော်ကျင်းသွားပြီဆိုတဲ့အချိန်မှာတော့ဥပဇာရဘာဝနာအစဉ်ရောက်ပြီးဆက်အားထုတ်လိုက်လို့ရှိရင်မကြာတင်မှာပဲဒုတိယအရူပဇန်အစဉ်ကိုရောက်ပြီဒီအခါတတိယအရူပဇန်ကိုဆက်တက်ချင်တယ်အဲ့လိုတက်ချင်တယ်ဆိုရင်တော့ခုနပြောခဲ့တဲ့ဒုတိယအရူပဇန်ရဲ့အာယုံကပထမအရူပဇန်နော်ဒါကဒီပထမအရူပဇန်ကိုတစ်ခါထပ်ပြီးတော့ဖြောက်နိုင်ပြီဆိုရင်နော်အဲ့လိုမျိုးဖြောက်နိုင်ပြီဆိုရင်အဲ့ဒါတတိယအရူပဇန်အစဉ်ရောက်တယ်ဆိုတော့ဘယ်လိုဖြောက်မလဲလို့မေးရင်တော့ဒီပထမအရူပဇန်ရဲ့မရှိခြင်းနတ္တိဘာဝပညာကိုဒါကိုကဇီမန်းပြီးတော့နော်တိတ်ဘောနော်စိတ်ညွတ်ထားပြီးတော့နတ္တိကိဉ္စီဒီစိတ်ကလေးဒီဇိုးစင်းများမရှိပေါ့နော်အဲ့လိုမျိုးသူကအထုတ်ရအဲ့လိုအထုတ်ပါများပြီဆိုရင်တော့ခုနအစဉ်တိုင်းပေါ့ဗျာနော်ပထမတော့အပြည့်မြင်မယ်လို့နောက်တစ်ခါကြားလို့ရှိရင်တော့တက်မှတ်မှုတွေကျင်းသွားမယ်လို့နော်အဲ့လိုဖြစ်သွားတဲ့အခါမှာတော့ဥပဇာရအစဉ်ရောက်ပြီးဒါဆက်အောင်ထုတ်လိုက်လို့မကြခင်မှာပဲတတိယအရူပဇန်အစဉ်ကိုရောက်တယ်ဒါဆိုအပ္ပနာအစဉ်ရောက်ပြီနော်အပ္ပနာဘာဝနာအစဉ်ရောက်ပြီဆိုအဲ့လိုမျိုးဒါတတိယအရူပဇန်ကိုတက်တာအဲ့ဒီကသရုပ်ဓာအရူပဇန်စိတ်ကိုတက်မယ်ဆိုရင်တော့သူခုနငါရထားတဲ့တတိယအရူပဇန်ပေါ့နော်အကေစဉ္ဇဏဇန်လေးကဝိညာဉ်ဉ္ဇာယနဇန်ဆိုဒုတိယဇန်နဲ့နီးတယ်အဲ့ဒီကဒီတတိယအရူပဇန်ဒီဒုတိယဇန်နဲ့နီးတယ်ဒါကြောင့်သရုပ်ဓာအရူပဇန်ကတော့လောက်ပို့ပြီးတော့မငြိမ်သက်ဘူးမခိုင်မာဘူးပေါ့နော်ဆိုရင်အဲ့ဒီတတိယအရူပဇန်မှာ तू ကဘယ်လိုပြောစိတ်ကလေးရရှိတော့မယ်နော်နတ္တိဘောပညတ်ဆိုတဲ့အာယုံဘာမှမရှိခြင်းဆိုတဲ့အာယုံကိုယူထားပေမဲ့လို့အဲ့ဒီစိတ်ကလေးကတော့ရှိတော့မယ်ဆိုရင်အဲ့ဒီစိတ်ကလေးရှိနေတာကိုကသူ့မှာကခုနလိုစူးညောက်ခလုတ်ဖြစ်နေတယ်နော်စူးညောက်ခလုတ်ဖြစ်နေတယ်ကြောင့်အဲ့ဒီစိတ်ကလေးတင်ညာလို့ခေါင်းညစ်တက်ပြီးတကယ်တော့စိတ်ပြောတာပေါ့နော်ဒီစိတ်ကလေးကသူ့အတွက်ကစူးညောက်ခလုတ်ဖြစ်နေတော့မယ်ဒါဆိုရင်အဲ့ဒီစိတ်ကလေးကမရှိတော့ဘူးဆိုရင်ပိုကောင်းမယ်သူကဒီလိုမျိုးယူဆ
စိတ်မရှိလို့တော့မရဘူးပေါ့နော်စိတ်မရှိဘူးဆိုတော့ဒါကတော့ဟိုတည်ရင်တည်မတည်လို့ရှိရင်လည်းပြိနိဗ္ဗာန်ဆံပေါ့ဒါပဲဖြစ်မှာသူကဇံဝင်စားနေတဲ့အခိုက်ဆိုတော့စိတ်ကတော့ရှိအောင်ပါပဲရှိပင်ရှိ냐တော့လေအရန်တိမ်မွေးတဲ့အာယုံကိုယူထားတဲ့စိတ်ဖြစ်တဲ့အတွက်ကြောင့်ရှိတယ်လို့တော့ဒီပြောလို့ကခက်တယ်မရှိဘူးလားဆိုတော့လည်းမဟုတ်ဘူးရှိတယ်တီးတော့လည်းတီးတယ်ဒါပေမဲ့ဘာတီးတာဆိုတော့ဘာမှသိမသိဘူးအဲ့လိုမျိုးဖြစ်တာပေါ့နော်အဲ့ဒီလိုမျိုးအဆင့်ထိရောက်သွားပြီဆိုရင်တော့ဒါကတော့သရုပ်ဓာတ်အာရုပဇံဖြစ်တယ်နော်သရုပ်ဓာတ်အာရုပဇံကိုဒါအလုံးကနိဝတ္တဉာဏပညာလို့ခေါ်တယ်စိတ်ရှိသလားဆိုတော့လေဒီချာကိုဟိုတိနိုင်တဲ့အာယုန်တွေတခုမှမရှိတဲ့ကြောင့်စိတ်ရှိတယ်လို့လည်းပြောလို့မရဘူးအဲဒါမရှိဘူးလားဆိုတော့လည်းမဟုတ်ဘူးရှိတော့ရှိတယ်သူကဇံသရုပ်ဓာတ်ဇံပေါ့နော်ဖြစ်နေတဲ့အာရုပသရုပ်ဓာတ်ဖြစ်နေတဲ့အတွက်ကြောင့်စိတ်ကတော့ဘယ်လိုပြောမလဲတိမ်မှု့လေးနဲ့မထင်ရှားဘူးပေါ့နော်ဒီလိုပြောချင်တာဆိုအဲ့ဒါကတော့အရန်ကိုနည်းနည်းသွားပြီပေါ့နော်တိမ်မွေ့သွားပြီဒါတွေကတော့ဒီလိုဒါစာပေအရသာပြောနိုင်တယ်တကယ်လက်တွေ့ဘဝတော့နားလည်ဘူးတော့တော်တော်ခက်ပါတယ်နော်ဒီအဆင့်ကဆိုအဲ့လိုရှုပံများတဲ့အခါမှာတော့တတိယအရူပဇံမှာတက်မဲ့တဲ့တဏပေါ့နော်ကျင်းသွားပြီဒါဥပ္ပဇာရဘာဝနာရောက်ပြီစက်အားထုတ်လည်းမကြဘူးဒါသရုပ်ဓာတ်အာရူပဇံကိုရောက်သွားမှာပေါ့နော်ဒါဒီပထမဇံကနေစပြီးတော့သရုပ်ဓာတ်ဇံတိဒါပထမဇံကနေစပြီးတော့နောက်ဆုံးအာရူပသရုပ်ဓာတ်ဇံတိပေါ့နော်အစင်းစင်းတက်ပုံကိုပြောခဲ့တာဖြစ်ပါတယ်ကောင်းပြီအခုတော့အဘိညာဉ်လေးဆက်သွားကောင်းပြီအာရူပဇံတက်ပြီးသွားပြီတက်ပြီးပြီဆိုရင်သူအဘိညာဉ်ကိုလည်းတွားလို့ရပြီဆိုအဘိညာဉ်ကတော့အာရူပဇံတိတော့ရောက်ကြတော့မလိုဘူးပေါ့နော်သူကသူကရူပပြင်စမဇံကိုရောက်ပြီးတဲ့ပုဂ္ဂိုလ်ဆိုရင်သူအဘိညာဉ်ကိုဆက်ပြီးတော့လေ့ကျင့်လို့ရတယ်ရူပပြင်စမဇံတော့ရရမယ်အနည်းဆုံးပေါ့နော်ဒီလိုပြောချင်တယ်ကောင်းပြီအဘိညာဉ်ဆိုတာကအလွန်အကျူးအထူးတိတတ်တဲ့ရူပပြင်စမဇံနဲ့ရှင်တဲ့ဉာဏ်ကိုခေါ်တာအဘိညာဉ်ကနော်ဟုတ်ပြီဒုဉာဏ်နဲ့ရှင်တဲ့ပြင်စမဇံစိတ်ကိုပဲဒါအဘိညာလို့ခေါ်တကယ်တော့တရားကိုကောက်ရင်ဉာဏ်ကိုကောက်ရတယ်ပညာဉာဏ်တွေပေါ့ဉာဏ်ပညာကိုကောက်တယ်ဒါပေမဲ့အဲ့ဒီဉာဏ်နဲ့ရှင်တဲ့ခုနပြောတဲ့ရူပပြင်စမဇံကိုလည်းပဲသူကတဟစရဏဆိုတကွဖြစ်တဲ့အတွက်ကြောင့်သူ့လည်းအဘိညာလို့ပဲခေါ်တယ်ဆိုတော့ဉာဏ်ကိုလည်းအဘိညာပြင်စမဇံစိတ်ကိုလည်းအဘိညာပေါ့နော်အတူတကွခေါ်တယ်ဆိုအဘိညာက၅ပါးရှိဒါကပုံမှန်အားဖြင့်၅ပါးပေါ့နော်နောက်ထပ်လာပါမှအဘိညာ6ပါးဆိုရရှိတယ်9ပါးလည်းရှိသေးတယ်နော်အခုလောတွေကအနှိမ့်ဆုံးဖြစ်တဲ့အဘိညာ၅ပါးကိုပြောကြည့်ဆိုရင်လောကီဘိညာပေါ့နော်ဒီ၅ပါးကတော့ဆိုပထမတစ်ခုကတော့အဋ္ဌိဝိဒအဘိညာအဋ္ဌိဝိဒဆိုတာတကူအမျိုးမျိုးကိုဖန်ဆင်းနိုင်တဲ့အဘိညာပေါ့စွမ်းရည်တတ္တိနော်ဒီလိုပြောတာနောက်တစ်ခုကဒိဗ္ဗစကုအဘိညာဒိဗ္ဗစကုဆိုတာကနတ်တို့ရဲ့မျက်လုံးနဲ့တူတဲ့အဘိညာဒီလိုပြောတာပေါ့နော်ဆိုရင်နတ်မျက်စိကဲ့သို့ဝေးသောအစင်းတွေမြင်နိုင်တယ်တေးငယ်တဲ့မှုန်ွားတဲ့အစင်းတွေကိုလည်းမြင်နိုင်တယ်နောက်တစ်ခါအရာဝတ္ထုတွေနဲ့ဖုံးကွယ်နေတယ်ကာထားတယ်ပေါ့နော်တားဆီးထားတဲ့ဒီအစင်းတွေကိုလည်းသူကမြင်နိုင်တယ်မတောင်ကြီးကာပြီးမှအတောင်ကြီးကိုဖောက်ပြီးတော့သူကမြင်နိုင်တယ်ဒီလိုမျိုးပြောတာပေါ့နော်အဲ့ဒါကိုဒိဗ္ဗစကုအဘိညာလို့ခေါ်တယ်သူဝေးတာပဲဖြစ်ဖြစ်သေးတာပဲဖြစ်ဖြစ်ကာကွယ်ပြီးတော့ဖုံးအုပ်နေတာပဲဖြစ်ဖြစ်မြင်နိုင်တယ်နောက်တစ်ခုကကြတော့သောတာဒိဗ္ဗသောတာအဘိညာဒိဗ္ဗကတော့နတ်တွေနော်သောတာကနတ်တို့ရဲ့နားနဲ့တူတဲ့အဘိညာဆိုနတ်နားကဲဆိုပဲဝေးတဲ့အတန်ဟိုးယူဇနာပေါင်းများစွာကအတန်ကိုလည်းသူကကြားနိုင်တယ်ဒီဘိညာရှိတယ်ဆိုကြားနိုင်တယ်ပေါ့နော်အဲတခါမထင်ရှားတဲ့အာယုံလေးတူလေးပြောပြီးတော့ဇက်ကလေးလွတ်ယုံပြောပြီးမယ်သူကအဲ့အတန်ကလေးကိုလည်းသူကကြားနိုင်တယ်နော်အဲ့လိုကြားနိုင်တဲ့အဘိညာကိုဒိဗ္ဗသောတာအဘိညာခေါ်တယ်နောက်ကပရစိတ်တဝိဇာနနပရိအဘိညာပရဆိုသူတစ်ပါးစိတ်တဆိုစိတ်သူတစ်ပါးရဲ့စိတ်တကိုဝိဇာနနသိတဲ့အဘိညာပေါ့နော်ဒီလိုပြောတာဆိုသူတစ်ပါးတို့ရဲ့စိတ်အကြံကိုသိနိုင်တဲ့အဘိညာဆိုခုနဲ့ကိုအဘိညာရထားတယ်ဆိုရင်ကိုစင်ကျင်ခြင်းနဲ့ပေါ့နော်ပုဂ္ဂိုလ်ကိုလှမ်းပြီးစင်ကျင်လိုက်လို့ရှိရင်သူ့စိတ်မှာဘာဘယ်စိတ်တွေဖြစ်နေတယ်လဲဆိုတာကိုသိနိုင်တဲ့ဒါစွမ်းအားပေါ့ဘိညာပေါ့နော်ဒီလိုပြောတာ
နောက်ကပုပ္ပိနိဝါဒနုဒတိအဘိညာဉ်ဆိုတော့ဒါကတော့ရှေးဘဝများစွာကအကြောင်းအရာတွေပေါ့နော်ဒီအကြောင်းအရာတွေကိုပြန်ပြောင်းပြီးတော့အောက်မေ့နိုင်တဲ့အဘိညာဉ်ဘဝကရှေးကက်လျက်ဘဝလားနောက်10ဘဝလားနောက်ကဘဝ100စသည်ဖြစ်ပေါ့နော်ကိုယ့်ရဲ့အဘိညာဉ်စွမ်းအားအတိုင်းပေါ့ဒီတိကဘဝတွေကိုပြန်ပြီးတော့သင်ကျင်နိုင်ပေါ့နော်ဒီမြတ်စွာဘုရားရှင်တို့ကြတော့သူကဟိုအတိတ်ဘဝတွေပေါ့နော်အနန္တဆုံးစမရှိပေါ့ဒါကိုသူကသင်ကျင်နိုင်ဒီနေ့ယဟန္တာတို့ဘာလို့ဆိုရင်တော့မှဖြင့်ဘဝတသိန်းပေါ့စသည်ဖြင့်နော်ဒီဘဝတွေမှာဖြစ်ခဲ့တဲ့ဟာတွေကိုပြန်ပြီးအဲ့ဒီဘဝတသိန်းထိပေါ့နော်သင်ကျင်နိုင်တယ်တချို့တွေကဆိုရင်ဘဝ1000ပေါ့နော်ဒီလိုမျိုးရှိတာပေါ့နော်ဒီကောင်းပြီဒါကြီးပုပ္ပိနိဗ္ဗာန်နုဒ္ဓတိအဘိညာဉ်ဖြစ်ပါတယ်ရှေးဘဝတုန်းကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုပြန်ပြောင်းဆင်ခြင်နိုင်တဲ့ဘိဆိုရင်ဒီဘိညာဉ်၅ပါးကတော့ဒါအခြေခံပေါ့နော်အခြေခံ၅ပါးဖြစ်တယ်ဒါကိုလောကီဘိညာဉ်လို့လည်းခေါ်တယ်တော့အဘိညာဉ်9ပါးဟောဒီဘိညာဉ်9ပါးကကြတော့အဘိညာဉ်၅ပါးကိုမှပဲနောက်တဲ့ဘိညာဉ်2ပါးထည့်ပေါင်းတာပေါ့နော်ဒီအဲ့နောက်ဘိညာဉ်2ပါးကပါလဲဆိုရင်ယထာကမ္မုပကအဘိညာဉ်ဆိုရင်ကံအားလျော်စွာထိုဘုံ၌ဖြစ်ရတတ္တဝါများကိုမြင်နိုင်သောအဘိညာဉ်ဆိုရင်တတ္တဝါတယောက်ဒါကွယ်လွန်သွားတယ်တည်သွားတယ်အဲ့ဒီတတ္တဝါဒီဘယ်ဘုံကိုရောက်သွားသလဲဆိုတာပေါ့နော်ဒါမြင်နိုင်တဲ့အဘိညာဉ်မျိုးခေါ်တာပေါ့နော်နောက်တစ်ခုကကျတော့အနာဂတအဘိညာဉ်ခေါ်ဆိုအနာဂတ်မှာနောက်အနာဂတ်မှာဖြစ်နိုင်တဲ့အကြောင်းအရာကိုသိမြင်နိုင်တော့အဘိညာဉ်ပေါ့နော်ဘယ်တော့ဒါထင်ရှားဆုံးကတော့မြတ်စွာဘုရားရှင်တွေပေါ့နော်မြတ်စွာဘုရားရှင်တွေကဒီအနာဂတ်မှာပွင့်ထုံးမဲ့ဘုရားရှင်တွေကိုသူတို့ရဲ့အိန္ဒြေတွေကိုကြည့်ပြီးတော့သူကသိနိုင်တာပေါ့နော်ဘယ်ပုဂ္ဂိုလ်ကတော့မြတ်စွာဘုရားရှင်ဘုရားဖြစ်နိုင်လောက်တဲ့အိန္ဒြေရှိတယ်အဲ့ဒီအိန္ဒြေကဘယ်အချိန်မှာသူရင့်ကျက်မယ်ဘယ်အချိန်မှာရင့်ကျက်တယ်ဆိုတော့ဘယ်အချိန်မှာဘုရားဖြစ်မလဲပေါ့နော်ဒါဒီအကုန်လုံးကိုသူကသိနိုင်တဲ့အဘိညာဉ်ရှိတယ်မြတ်စွာဘုရားရှင်နော်ဒါကိုပြောတာဟုတ်ပြီအဘိညာဉ်၅ပါးကိုရည်တွက်တဲ့အခါမှာယထာကမ္မုပကအဘိညာဉ်နဲ့အနာဂရန္တဘိညာဉ်2ပါးကိုဒိဗ္ဗစက္ခုနဲ့မကင်းတဲ့အတွက်ကြောင့်တဲ့ဒိဗ္ဗစက္ခုမှာသွင်းတယ်ဟောဒါကြောင့်9ပါးဆိုပေမဲ့လို့ဒီကတော့5ပါးထဲမှာသူအကျုံးဝင်သွားတာပေါ့နော်ဒီလိုပြောတာအဘိညာဉ်6ပါးလို့တွက်တဲ့အခါမှာဟောနော်အဘိညာဉ်6ပါးဆိုလည်းရှိသေးတယ်သူကထွက်တဲ့အခါမှာတော့ခုနအဘိညာဉ်5ပါးမှာအာတဝက္ခယအဘိညာဉ်ကိုထပ်ထည့်ဒီဘိညာဉ်9ပါးမှာဟောဒီအာတဝက္ခယအဘိညာဉ်တစ်ခုပဲသူကလောကုတ္တရာအဘိညာဉ်ဖြစ်တာကျန်တာတွေကလောကီဘိညာဉ်တွေကြီးပဲသူကကြောင့်6ပါးဆိုရင်တော့အရှိက5ပါးပေါ့နော်ဘိညာဉ်5ပါးကိုအာတဝက္ခယဘိညာဉ်ထပ်ထည့်9ပါးဆိုရင်5ပါးနဲ့ဒီ2ပါးနဲ့ပေါင်းပေါ့နော်ဒီလိုပြောတာဆိုတော့ဘိညာဉ်5ပါးလည်းပြောတဲ့ခါရှိတယ်ဘိညာဉ်6ပါးပြောတာရှိတယ်ဘိညာဉ်9ပါးပြောတာရှိတယ်ပေါ့နော်အမျိုးမျိုးပြောကြတယ်ဒါတွေကိုကနားလည်ထားဖို့လို့ဆိုရင်အာတဝက္ခယဘိညာဉ်ဆိုတာပါတယ်အာတဝတရား4ပါးတို့ရဲ့ကုန်ခန်းစေနိုင်တဲ့အရတ္တမဉာဏ်ကိုပဲအာတဝက္ခယအဘိညာဉ်ခေါ်တာအဲကြောင့်သူ့ကိုလောကုတ္တရာအဘိညာဉ်လို့ခေါ်တာပေါ့နော်နောက်တစ်ခုကကျတော့အာတဝက္ခယဘိညာဉ်ကလောကုတ္တရာအဘိညာဉ်ဖြစ်ပြီးတော့တဲ့ကျန်ဘိညာဉ်တွေကတော့လောကီအဘိညာဉ်တွေဖြစ်ကြပါတယ်ခေတ်ကောင်းပြီဆိုရင်ဒါပြီးတော့အနှစ်ချုပ်ပါမယ်ဗျာဆိုရင်ပြီးတော့ဘာဒီများဒီတမထဘာဝနာနဲ့ပတ်သက်လို့ပေါ့နော်ဘာဒီလိလာခဲ့တယ်လဲဆိုတာကိုကြည့်ကြရအောင်ဘာဝနာဆိုတာဘာလဲနော်လွန်စွာအကျိုးများတဲ့အတွက်ကြောင့်မိမိတဏ္ဍာမှာမဖြစ်သေးရင်လည်းဖြစ်ပေါ်လာအောင်နော်ဖြစ်ပေါ်လာပြီးဆိုရင်လည်းပဲထက်ခါနဲ့ဖြစ်ပေါ်နေအောင်လို့အဖန်ဖန်ဖြစ်စေတတ်တဲ့ရှုတတ်တဲ့ပေါ့နော်ဒီအာထုတ်မှုကိုခေါ်တာပေါ့အဖန်ဖန်အာထုတ်မှုကိုဘာဝနာလို့ခေါ်တယ်ဘာဝနာ2မျိုးတမထနဲ့ဝိပဿနာတမထဘာဝနာဆိုတာကကြတော့နိဝရဏတရားတွေနော်မဖြစ်ပေါ်အောင်သူကတမထငြိမ်သက်သွားအောင်အားထုတ်တာတခါ
ဇန်နေရပြီရတဲ့အခါမှာလည်းပဲဇန်အင်္ဂါတွေကိုနော်ကြံတန်းတဲ့ဇန်အင်္ဂါတွေကိုရှော့ချမယ်တခါကျန်တဲ့ဇန်အင်္ဂါတွေကိုတိမ်မွေးတဲ့တိမ်မွေးအောင်အထုတ်နိုင်ငြိမ်သက်စေနိုင်တဲ့တမာတိဒါကိုသမထပါဝနာခေါ်တယ်ပေါ့နော်ဆိုရင်နိဝရဏတွေနဲ့ပင်မဲ့ဇန်အင်္ဂါတွေကိုတိမ်မွေးအောင်လုပ်နော်ဒါသမထပါဝနာဒီအကူကတော့ဧကဂတညီတယ်ဒါတမာတိပေါ့နော်ဧကဂတဘု து ဧကဂတဆိုရင်လောကီကုသိုလ်ကရိယာတို့မှာရှင်သောဧကဂတဖြစ်ပါတယ်လောကုတ္တရာတော့မဖြစ်ဘူးပေါ့နော်ဒီသမထကတော့ပါပြီဝိပဿနာဘာဝနာဆိုဝိပဿနာဘာဝနာကကြတော့တေဘုမကယုံ nant တရားတို့ရဲ့အနိစ္စဒုက္ခအနတ္တအဖြစ်ဒီလက္ခဏာကြီးသုံးပါးတင်ပြီးတော့ရှုတဲ့ဉာဏ်ကိုပေါ့နော်ဒါဝိပဿနာဘာဝနာခေါ်တယ်ဆိုတရားကိုကတော့ပညာသူကနော်ဒီကဧကဂတမတူဘူးဒါကပညာဒီမဟာကုသိုလ်မဟာကရိယာတို့မှာဖြစ်ပေါ်နေတော့ပညာပဲပေါ့နော်သူလည်းပဲလောကီပါပဲလောကီကုသိုလ်ကရိယာတွေပေါ့နော်ဒါမှဖြစ်တဲ့ပညာဆိုလောကီဆိုတာတခုတော့ရှိတယ်ဒီမှာဇန်နေပါတွေကိုညွှန်းတာတော့မဟုတ်ဘူးအဓိကတော့ပေါ့နော်သူကတော့မဟာကုသိုလ်မဟာကရိယာပေါ့နော်ဒီမှာကာမပေါ့ကာမကုသိုလ်ကာမကရိယာပေါ့နော်ဒါကိုပဲသူကညွှန်းတာဖြစ်တယ်ဆိုရင်ကမ္မထမ်းမှာဘာဝနာနှမျိုးကိုပွားထုတ်ရကမ္မထမ်းဆိုတာကတော့ဘာဝနာနှမျိုးကိုပွားထုတ်ရဲ့တရားဖြစ်တဲ့အာယုံတွေကိုကမ္မထမ်းလို့ခေါ်တယ်ပေါ့နော်ဒါရှိပါတယ်သူလိလာကိတာဖြစ်တယ်ကဲကောင်းပြီသူဇယိုက်စရိတာခေါ်တယ်စရိယာလည်းခေါ်တယ်ပေါ့နော်ဇယိုက်မြန်မာလိုဆိုဇယိုက်ပေါ့သူတတ္တဝါတို့ရဲ့တန်တန်မှာပင်ကိုရိုးရာတဲ့ပူပြီးတော့နော်ပင်ကိုရိုးရာဓမ္မတာတဲ့ပူပြီးတော့အဖြစ်များတာဇယိုက်ဇယိုက်က6ပါးရှိတယ်ရာဂဒေါသမောဟတတ္တာပညာနဲ့ဝိတက်ဒီ6ပါးမှာ4ပါးကမကောင်းတဲ့ဇယိုက်ရာဂရဲ့ဒေါသရဲ့မောဟရဲ့ဝိတက်ဒါဒီမကောင်းတဲ့ဇယိုက်4ပါးကောင်းတာကတော့တတ္တာနဲ့ပညာနော်တပ္ပါယပေဒဟောဆိုဒီရိုက်6ပါးကိုပြောတို့ကတင့်လျော်တဲ့ကမ္မထမ်းနဲ့တွဲဆက်တတ်ဖို့လိုတယ်ဆိုအဲ့လိုတွဲဆက်တတ်အောင်ပြတဲ့အခန်းကတော့တပ္ပါယပေဒဖြစ်တယ်နော်ဒါတို့အကျေမပြောတော့ပါဘူးဗျဥပမာဆိုပါဆိုရာဂဇယိုက်ကိုအာတုပါရီရှုရမယ်ကာယကတတတိရှုရမယ်ဒီလိုပြောတာဒေါသဇယိုက်ဆိုရင်တော့အပ္ပမညာ4ပါးရှုရမယ်နော်အယောင်4မျိုးပေါ့နော်ဒါရှုရမယ်မောဟဇယိုက်မောဟဆိုရင်တော့အာနာပါနပေါ့နော်ဝိတက်ကလည်းအာနာပါနပေါ့ဒီလိုလားနော်တတ္တာဆိုရင်တော့ခုနကတော့အနုတ္တိပေါ့6ပါးတခါပညာဆိုရင်တော့ခုနမရဏနုတ္တိတို့ဥပဇာသမာဓိဥပတမနုတ္တိပေါ့ဥပတမနုတ္တိဆိုတာနိဗ္ဗာန်ပေါ့နော်ဒါတွေကိုဆင်ခြင်တဲ့အဲ့လိုမျိုးပေါ့သူစရိုက်တဲ့သူအင်္ဂါနဲ့တွားနော်ဆိုရင်ဒါကတော့တပ္ပယပိဒတခါဘာဝနာပိဒကကြတော့ဒီကမ္မစန်း40ကိုပဲဘာဝနာအမျိုးအစားအဖြစ်ခွဲပြတယ်နော်ဆိုရင်ဘယ်ကမ္မထမ်းတွေကတော့ဘယ်ဘာဝနာတွေမှာဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးစသည်ဖြစ်ပေါ့နော်ခွဲပြနောက်ဇန်နဲ့ကမ္မထမ်းကိုဝေဖန်တယ်ဟောဘယ်ကမ္မထမ်းတွေကတော့ဘယ်ဇန်တွေရနိုင်ပါနော်ဒါရှိမှပြောခဲ့ပြီသားဆိုရင်ကမ္မထမ်းမှာ40မှာဇန်ရနိုင်တာက30ရှိတယ်နော်ဇန်မရနိုင်တာကတော့10ပါးရှိပါလေကောင်းပြီနောက်ဂောစရဗေဒဂောစရကတော့သူနမိတ်တွေပေါ့နော်နမိတ်အာယုံတွေကိုအခြေခံပြီးတော့ကမ္မထမ်းတွေကိုဝေဖန်တာဆိုရင်ဘယ်နမိတ်ကတော့နော်ဘယ်ဘာဝနာနည်းနဲ့တွဲမယ်ဘယ်ဘာဝနာအစစ်မှာဆိုဘယ်နမိတ်တွေရှိမယ်စသည်ဖြစ်ပေါ့နော်ဒီလိုတွဲတာနော်ဒါကမ္မထမ်းတွဲတာ sorry ပထမကဟောစရဗေဒကနမိတ်နဲ့ကမ္မထမ်းကိုတွဲတာဆိုရင်ဘယ်ကမ္မထမ်းတွေကတော့ဘယ်နမိတ်ကိုရနိုင်တယ်ပေါ့နော်ဒီဆိုဘတ်သဘောကတော့ကမ္မထမ်း40တုန်းကတော့ပရိကမ္မနမိတ်ကိုသိကြဖို့ရတယ်ဟုတ်ပြီနော်ဒါပေမဲ့တချို့တွေကကြတော့ပရိကမ္မနဲ့ဥပဇာပဲရမယ်တချို့ကမ္မထမ်းတွေကြတော့3ပါးလုံးပေါ့ပရိကံရောဥပဇာရောအပ္ပနာရောကိုရနိုင်တယ်တော့ဒီအပိုင်းကိုပေါ့နော်ဒါကိုဝေဖန်တဲ့အပိုင်းဘောစရပိတာနောက်တစ်ခုကကြတော့ဘာဝနာနဲ့နမိတ်တွဲတာဘာဝနာ3မျိုးနမိတ်3မျိုးဒါဒီနေ့ဒီလိုစပြီးလေ့လာတဲ့ပိုင်းပေါ့ဗျာဘာဝနာမှာပရိကမ္မဘာဝနာဥပဇာရဘာဝနာအပ္ပနာဘာဝနာ3မျိုးနမိတ်မှာတော့ပရိကမ္မနမိတ်ဥက္ကဟာနမိတ်နဲ့ပရိဘာဂနမိတ်3မျိုးဒီ3မျိုးကိုတွဲဆက်ပြခဲ့ပြီးတာပေါ့နော်
နောက်ဇန်အစဉ်ဖြစ်ပေါ်ပုံနေပထမဇန်ကနေစပြီးတော့နောက်ပစ္စမဇန်ကြီးတက်အဲဒီကပစ္စမဇန်ကနေပြီးတော့ဆက်ပြီးတော့အာရုပဇန်ကိုအစဉ်၄ခုထိတက်ဒီလိုသွားခဲ့တာပေါ့နော်နောက်ဆုံးတစ်ခုကတော့အဘိညာဉ်က၅မျိုးပြောခဲ့တယ်9မျိုးရှိတယ်6မျိုးလည်းဝေဖန်ပညာတာရှိပါတယ်နော်ကဲဒါဆိုရင်ဒီမျိုးတို့ဒါလေ့လာခဲ့တဲ့အပိုင်းတွေအားလုံးပြီးသွားပြီပေါ့နော်ဒါတော့ဒါတော့မပါသေးဘူးเนาะဒါတော့မှားသွားတယ်ဒီအားလေ့ကျင့်ကတော့ဒီပြောမပြင်ဆင်ရသေးဘူးပေါ့နော်ကောင်းပြီဆိုတဲ့အတွက်ကြောင့်အခုတော့ကမ္မထမ်းတော့ဒီသမထကမ္မထမ်းတော့ပြီးပြီအခုချိန်လေးနည်းနည်းရတဲ့အတွက်ကြောင့်ရှေ့တစ်ပတ်ကိုသွားမယ်ဝိပဿနာဘာဝနာလေးကိုနည်းနည်းလေးမိတ်ဆက်လိုက်နော်10မိနစ်ပဲကြာတော့တာပေါ့ကောင်းပြီဆိုရင်ခုနကထိုးပြီပေါ့ဗျာဆိုရင်ဒါနောက်တစ်ပတ်ပေါ့နောက်ဆုံးသင်ခန်းစာလေးဖြစ်ပါတယ်ဒါဝိပဿနာဘာဝနာအခန်းပေါ့နော်ဆိုရင်ဝိပဿနာဘာဝနာအခန်းမှာဘာတွေလေ့လာမလဲပေါ့နော်ဆိုရင်ဝိပဿနာနဲ့ပတ်သက်လို့တိမှတ်ဖွယ်ရာ6မျိုးရှိဝိတ္တုဒ္ဓိ9ပါးလက္ခဏာ3ပါးအနုပဒနာ3ပါးနောက်ဝိပဿနာဉာဏ်10ပါးဝိမောက္ခ3ပါးနဲ့ဝိမောက္ခမုခ3ပါးပေါ့နော်ဒါကိုသိရနောက်ဗုဒ္ဓရဲ့ကျင့်စဉ်ရဲ့အနှစ်သာရတော့ဒါကိုသိရပါပေါ့နော်ကောင်းဆိုရင်ဝိပဿနာကမ္မထံက6မျိုးတော့ဝိတ္တုဒ္ဓိ9ပါးလက္ခဏာ3ပါးအနုပဒနာ3ပါးဝိပဿနာဉာဏ်10ပါးဝိမောက္ခ3ပါးနဲ့ဝိမောက္ခမုခ3ပါးပေါ့နော်ဒါကိုဒီလိုတော့တစ်ခုပြီးတစ်ခုပေါ့ဒါရှင်းသွားမှာပေါ့နော်ဆိုရင်ဒါဒီဝိတ္တုဒ္ဓိ9ပါးအကြောင်းသွားမယ်နော်လက္ခဏာ3ပါးအကြောင်းသွားမယ်အနုပဒနာ3ပါးအကြောင်းဝိပဿနာ10ပါးစသည်ဖြင့်ပေါ့နော်ဒီလိုမျိုးဆက်ပြီးတော့လေ့လာသွားမှာဖြစ်ပါတယ်ဒါကိုပြီးခဲ့နောက်လာမယ့်တစ်ပတ်မှာဒါအပြီးလေ့လာမှာပေါ့နော်2 ရက်ကောင်းပါ